အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကျွတ်တယ်လို့ပြီးတော့ပို့ကတော့ကျွန်တော်တို့ Jackson into အလားလေးတွေတည်ပြီးပေါ့နော်အထူးသဖြင့်ကျွန်တော်တို့တချင်းမတိုက်အားတဲ့ခါမှာဖျားချောင်းမှာပဲဖြစ်ဖြစ်ဒီ concert တွေမှာပဲဖြစ်ဖြစ်အဆိုတော်တွေနဲ့တချင်းမတိုက်အားတဲ့ခါမှာတန်းတီးလို့ရအောင်ပေါ့နော်ပြန်လို့ intro အလားလေးတွေနဲ့တန်းတီးလို့ရအောင်ကျွန်တော်ရည်ရွယ်ထားတာဖြစ်တယ် okay ကြည့်ရအောင်ဟုတ်ပြီအခုဒီစိတ်ကျွန်တော်ရှင်းပြပေးသွားမယ်ဆိုတော့ဒီမှာမီဖာဖီဆိုကလက်မက G တီးတယ်လက်ခလေက B တီးတယ်ဒီမှာလက်မနဲ့လက်ခလေကဒီပြန်တူတီးတာပေါ့နော်အဲ့ဒါကိုလက်ခလေက B flat မှာဒီလိုမျိုး slide ပြီးတော့တီးတယ်ဒီလိုမျိုးတီးတာပေါ့နော်မီပြီးတော့ fa ကလက်တချွေက C C က F sharp လက်ခလေပြီးတော့ so က D လက်တချွေရဲကြတော့လက်ညိုက A လက်တန်က D ဒီလိုမျိုးပြန်လို့တီးတာပေါ့နော်ဘယ်ဘက်လက်ကတော့လက်တန်က B တီးတာပေါ့နော်ဟုတ်ပြီဒီကဘယ်ဘက်လက်က E F sharp G G sharp A ဒီဘက်ကတော့ဒီလိုတီးတာပေါ့နော် G က G sharp မှာဒီဘက် style ပြီးတော့တီးတယ်အဲ့လိုမျိုးတီးတာပေါ့နော် okay အားလုံးပဲစင်ပြီးကြမယ်လို့မျိုးလေး